ကြည်စမ်းမမိုးမျိုးကလိုက်လာတယ်လိုက်မရှိဘူးလို့လိုက်လာတာလေဘယံပါတာတွေမပြောပါနဲ့မမိုးရဲ့အလကားပြောတာပါကိုပြုံးရင်မမိုးကိုပြုံးလွမ်းလို့လိုက်လာတာပါကျုပ်ကိုလွမ်းလို့တကယ်လေရင်ညော့ရဲ့နဲ့လိုက်ခဲ့ပါလားမြို့ကြီးသူရဲ့အစကခြေတဲ့ကြီးရဲ့မမရွှေမင်းသမီးမြို့ကြီးသူရဲ့မင်းတို့စိတ်နဲ့အသက်နဲ့လေရမြေစိတ်စိတ်မနိုင်ရှင်သာပါဘူးလေရင်ညော့ရဲ့နဲ့ရောက်ဘူးအောင်လိုက်ပြပါမယ်ခွေမမို့လဲတစ်ခေါက်လောက်စီးရအောင်နော်ကြိုက်ထားတော့မမို့လေရင်ညော့ရဲ့နဲ့လိုက်ခဲ့ပါလားမြို့ကြီးသူရဲ့အစကခြေတဲ့ကြီးတယ်မမရွှေမင်းသမီးမြို့ကြီးသူရဲ့မြေပါမင်းတို့စိတ်နဲ့အသက်နဲ့လေရမြေစိတ်စိတ်မနိုင်ရှင်သာပါဘူးလေရင်ညော့ရဲ့နဲ့ရောက်ဘူးအောင်လိုက်ပြပါမယ်ခွေဟန်နွားအမလီလဲကိုဖြစ်မောင်းပါကိုပြုံးရဲ့ဘာဖြစ်လို့လဲတကယ်သူ့လဲရှိရတာဖိနေရင်တို့အောက်နေရမယ်စိတ်မရှိလိုက်တာတော့အော်မမိုးရေမမိုးဒါရင်ယူလိုက်ဦးမယ်မမိုးရေမမိုးရေဖင်းဆိုတာစောက်မှများရင်စိတ်ရှိပါတယ်မမိုးရေအမဟုတ်ဟိုလဲဆိုတာစီးမှများရင်ဖင်းတောင်စိတ်ရှိပါတယ်မမိုးရေဒါအစမလို့ပါသူမပြောကယူနေဗျာလေးကိုစီးရတာဖင်းအောင်တဲ့ဗျာမြို့ပေါ်ကမစီရီနဲ့စက္ကနဲ့လေးခရူသာမရှင်းသာပါဘူးမြို့ကြီးသူမမတို့ရာနမဆမနဲ့မြမပိတာဇမမမိုးကြီးကိုပြောင်းရင်ဟောတာရီကစဘာပင်လို့ခေါ်တယ်မမိုးကြီးဟာအဲ့ဒါလေးကစဘာပင်လေဟုတ်တယ်စဘာပူလေးတွေစဘာရှင်စဘာဝါးတွေလေစဘာဆိုတာလေမမိုးမမိုးတို့နေတိုင်းညိုစို့နေတဲ့စံစီလေးတွေဖြစ်လာတဲ့အပင်ပေါ်မမိုးရဲ့အဲ့လောက်လေဘဝကိုမိတ်တက်တဲ့မြို့ကြီးသူမဟုတ်ပါဘူးကိုပြုံးရင်ကြေးတောင်ကိုချစ်တဲ့မြမမလေးစစ်ပါလို့တကယ်စံဆိုတာစဘာကဖြစ်တဲ့စဘာကဆိုတာလက်ကွင်းထဲမှာရှိတဲ့ဗျာမသိရင်မသားထားရပါမြို့ဆိုတာမြို့ကဝယ်ပြီးဆောင်းနေချီဦးခောက်ဆွဲတဲ့ငါဗီတာမင်ပြည့်စားရပါစားဘူးရဲ့သားနဲ့မူတကီမလုံနဲ့မြို့ရည်သူရာအော်ကိုပြုံးရာမမိုးမြို့ပြန်တော့မယ်ကိုပြုံးရဲ့ဟာမမိုးလေမမိုးမြို့မပြန်ခင်ကိုပြုံးဒီစားလေးတော့ပေးခဲ့ပြရစီနော်ကိုချောင်းအတိတ်စိမ်းများလားမသိမဘူးဟမ်ဒီစားထဲမှာမမိုးရဲ့ရှင်နဲ့ခန်းစားချက်တွေအကုန်ရေးထားတယ်နော်ရပါလေကိုပြုံးတေချာလေးဖတ်ပေးပါအောင်နော်မမိုးပြန်တော့မယ်ဘာဖြစ်တာနော်ရပါတယ်မမိုးရဲ့ရပါတယ်ဟောဒီဟာရပါတယ်ဟောဒီဟာတော်သားကိုပြူးကိုအိမ်မက်ပေးတယ်လို့ကိုရောင်ပြပြီးတော့မင်းမျိုးကိုပြန်သွားပြီပေါ့ချုပ်သိပါတယ်မမိုးကြီးမင်းဖိန်ထဲမှာရှုံဝင်သွားမှာဆိုလို့ဟုတ်တယ်လေကျတို့ရွာရှုံပေါ်တယ်မင်းဖိန်ထဲမှာရှုံဝင်သွားမှာဆိုလို့မင်းမျိုးကိုပြန်သွားတာမဟုတ်လားမမိုးဒါပါပဲဗျာဒါပဲလို့ရစမရတော့အော်ချစ်ရဲ့ကြည်ကျွန်းအရိုင်းလေးလို့ဖြင့်ပြည့်ခဲ့ပြီအချစ်ရဲ့ဖြည့်မစီအောင်ပြည့်မာယာဒေဝီစိတ်လေးလူရဲ့လေဝေဝေပြေခဲ့ပြီမမူစာပြီးသွားတယ်ကိုပြောင်းရင်ဒီစာကိုဖတ်နေရတဲ့အချိန်မှာစာလည်းရှိလိုက်တာလူကြီးသဘောတူထားတဲ့ကိုစောဆိုတဲ့လူနဲ့မ
မမိုးလက်ထပ်လိုက်ရပါပြီကိုပြုံးရဲ့တကယ်တော့လေချစ်တာနဲ့လက်ထပ်တာဆိုတာတခြားစီပါကိုပြုံးရဲ့မမိုးလေးမမိုးကိုပြုံးဘယ်တော့မှမမေ့ပါဘူးနော်နော် မမူမင်းခုတော့လက်ထပ်သွားပြီပေါ့တကယ်တော့ချစ်တာနဲ့တဲခုန်ခန်းသွားတာတခြားစီပါပဲမမူရဲ့ရွာမှာလည်းကောက်ရုပ်ပုံတွေရှိနေရတဲ့ပတ်စံကုန်ခံပြီးတော့မင်းလက်ထပ်သွားတယ်ကိုစောဆိုတဲ့သူနဲ့ငါတို့ထိုင်ကောင်းကိုလာခဲ့သမ်းမှာဟမ်မင်းတို့လင်မယား2ယောက်လုံးကိုသမင်းတွေဖိတ်ကျွေးမယ်အစိတ်တွေခတ်ပြီးတော့သေစမ်း2ယောက်လုံးငါတဲကိုခွဲသွားကျုံမှာထားခဲ့ရက်နဲ့မမိုးရင်ဟောဒီကတော်သားကိုပြူးကိုမုံမဲ့မုံရင်လည်းဖြည်းဖြည်းမုံပါလို့ကိုကျုံအတန်စာကြံရကိုပြုံးရဲ့အေးမမိုးပြီးသွားပြီပြီးတော့လည်းလူသိရှင်ညာချင်းညာနေရသည်ကိုနာကိုသွားလိုက်ပြီးနေတယ်မမမြို့ရည်သူရဲ့အိမ်မပေးသွားတယ်မြို့ရည်သူမမချောရဲ့မင်းပြန်သွားတယ်လဲလဲကြောင့်ငါဖုံလုံးကြီးတွေငေးကလွမ်းမြည်ဝီတဲ့လေလွမ်းကြံတော့ဒေါသလေးဘဝမင်းမသိပါလားလေအော်ချစ်ရဲ့ကြည်ပြွန်အရင်လေးကိုဖြစ်ပြပြခဲ့ပြီအချစ်ရဲ့ဖြစ်မစီအောင်ပြပြမာယာဒေဝီစိတ်လေးသူကြည်ရဲ့လေဝေဝေပြေခဲ့ပြီဘယ်လိုပုံဘယ်လိုဖြစ်လို့ဘယ်လိုနေရမှာလဲပြောစမ်းမအောင်မြို့ရည်သူမမစိတ်အမိုးအလားတီဝီအသေးနုတဲ့တော်သားလေးမူဖြည်းဖြည်းကိုနေစမ်းမရစေအော်မြို့ရည်သူမမပလီကျေးဇူးများတင်ပါတယ်ရှေ့တွေနဲ့နောက်တွေနဲ့မဆူတော့မပါရင်ခွင့်လွှတ်ပေးပါအလုံးတချင်းကိုဖြတ်စီးတာမဟုတ်ပါဘူးခင်ဗျာအလုံးပြောစီခြင်းလို့ပါဟုတ်ပါရဲ့လားခင်ဗျာโอเคပါကိုကြီးတို့လည်းတောင်းပန်ထားနော်